မင်္ဂလာပါဒီပြည်သားများခင်ဗျာဒီနေ့ဆွေးနွေးခန်းအတွက်ကျွန်တော်ဖိတ်ခေါ်ထားသူကတော့စီးရေးနိုင်ငံရေးဝေဖန်သုတသူဦးသန်းစွနိုင်ဖြစ်ပါတယ်ဆွေးနွေးမဲ့အကြောင်းအရာတော့စစ်ကောင်စီဥက္ကဋ္ဌရဲ့ဒီတရုတ်ပြည်ခီးစဉ်ပါပဲပေါ့နော်လက်ရှိတရုတ်မြန်မာဆက်ဆံရေးစီးရေးနိုင်ငံရေးထူးခြားတဲ့အခြေအနေတွေဖြစ်ပါတယ်တော့မင်္ဂလာပြဦးသန်းစွနိုင်ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ဆိုတော့ဗျာအားလုံးသိတဲ့အတိုင်းစစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လှိုင်ကတရုတ်နိုင်ငံကိုရောက်နေတယ်ပေါ့နော်ဆိုတော့အဲ့မှာတရုတ်ရဲ့ရုရှားရဲ့အိန္ဒိယရဲ့မြောက်ကိုရီးယားရဲ့ဒါကျွန်တော်တို့အမေရိကန်နဲ့ဥရောပလွဲအာဏာရှင်တွေလို့ပြောရမလားအများကြီးစုနေကြတယ်ဗျဆိုတော့ဒီမင်းအောင်လှိုင်အကြောင်းမပြောခင်တရုတ်မှာဒီအများကြီးစုတဲ့ပွဲကဘယ်လိုအဓိပ္ပာယ်ရှိလဲပေါ့အဲ့ဒါကြီးပြောပြတော့ဒီလိုဝန်ပလီများနဲ့ကခုန်နဲ့ပွဲပြီးကင်းမှာဖြစ်လာတဲ့အကြောင်းကတော့အဓိကအားဖြင့်ပြောရလို့ရှိရင်စီးပွားရေးသမ္မတကြီးထရန့်ရဲ့အခွန်ကိစ္စကိုအကြောင်းပြုပြီးစူးစီးမိသွားတာပါနော်ဒီအခွန်ကိစ္စတွေတွန်းတင်တာတွေပေါ့ဗျာနော်တရုတ်ကိုခွန်နဲ့ဖိအားပေးတယ်ရုရှားကိုလည်းကျွန်တော်တို့ခွန်ကိစ္စနဲ့ပတ်သက်ပြီးတော့သတိပေးတယ်အခုအိန္ဒိယပါအဲ့လိုသတိပေးလာတဲ့အခါကျတော့အဲ့ဒီအင်အားစုတွေကအမေရိကန်စန့်ကျင်ရေးအတွက်အခုကခေါင်းချင်းဆိုင်ကြတာပေါ့ဗျာအမေရိကန်စန့်ကျင်ရေးဆိုတော့တကယ်လည်းဟိုပြက်ပြက်သားသားအမေရိကန်နဲ့ကင်းကွာနေတာမဟုတ်ပါဘူးအထူးသဖြင့်မိုဒီပေါ့ဗျာနော်ဒီမိုကရေစီနိုင်ငံကခေါင်းဆောင်ဒါပေမဲ့သူကလည်းအခုကဒီခုနကပြောတဲ့အဲ့ဒီအခွန်ကိစ္စကြောင့်သူကလည်းအခုကတော့ဝန်ပလေသင်းအုပ်ထဲကိုသူလည်းပဲဝင်သွားတာပေါ့ဗျာအဲ့ဒီဝင်သွားတဲ့အခါကျတော့ဘာပဲဖြစ်ဖြစ်နော်အဲ့ဒီထဲမှာဒီဝန်ပလေရဲ့နော်ကာပွဲအတွင်းမှာကျွန်တော်တို့ဝင်ပြီးတော့ရောကျင်တဲ့မင်းအွန်လိုင်းအတွက်ကတော့အခွင့်အခါကောင်းကြီးဖြစ်သွားတာပေါ့ဒါကြောင့်မို့အဲ့ဒီအစည်းအဝေးထဲမှာဆိုရင်မင်းအွန်လိုင်းကနော်ကျွန်တော်တို့ပူတင်နဲ့တွေ့လိုက်နော်ရှီကျင်းဖိတ်နော်နောက်ပြီးတော့ကျွန်တော်တို့မြောက်ကိုရီးယားကင်ဂျုံအွန်နဲ့နော်တွဲကာလိုက်နေနော်ပျော်မြူးနေတာပေါ့ဗျာနော်အဲ့လိုအခြေအနေပါအဲ့တော့ဒါဟာအဓိကအဖြစ်ပြောရလို့ရှိရင်အမေရိကန်ရဲ့ဒီခွန်အကောက်ခွန်တိုးမြင့်တဲ့ကိစ္စပေါ်မှာကြည်လည်မှုတွေကနေသုံးခုစုစည်းသွားတာပါဒါပေမဲ့အဲ့ဒီသုံးဘွဲ့စုစည်းပြီးတော့ကျွန်တော်တို့အခုလိုနော်ပြောကြဆိုကြ3ယောက်တော့မဟုတ်တော့ပြောကင်ဂျုံအားမှာပါတယ်ဆိုရင်တော့4ယောက်ပဲအဲ့ဝန်ပလင်များရဲ့ကခုံပွဲကအခွန်ကိစ္စကြောင့်နော်စုစည်းလိုက်ပြီးတော့အမေရိကန်စန့်ကျင်တဲ့သဘောတွေအခုကလောက်တာနောက်အမေရိကန်ကလည်းအဲ့ဒီဝိုင်းနေတဲ့မှာမပါတဲ့အခါကျတော့သူတို့ပြောတဲ့ဆိုတဲ့ကိစ္စတွေသူတို့ရဲ့ညှိနှိုင်းမှုတွေကဘာဖြစ်သွားလဲဆိုတော့ဒီသမ္မတထရမ့်ကိုနရွက်စရွေးစွတ်တဲ့သဘောတွေဖြစ်သွားတာပေါ့ဗျာအဲ့တော့ဒါတွေကလည်းချိန်မြွေးသမ္မတထရမ့်အနေနဲ့ကျွန်တော်တို့သူ့ရဲ့ခေါ်နှုံးတွေကိုထိန်းညှိလိုက်လို့ရှိရင်ပြိုကွဲသွားမှာပါနော်ဘာမှသိပ်ပြီးတော့ရေရှည်ခံမဲ့ဟာတွေမဟုတ်ပါဘူးတိုးတော်ညာလဲယာယီမှာတော့နော်သူတို့ပေါင်းပြီးနေကြတာပေါ့ဒါကြောင့်အဲ့ဒါကိုဒံပြန်တဲ့အဲ့ဒီအုပ်စုပြိုကွဲရေးကိုဒံပြန်တဲ့အစီအစဉ်တစ်ခုတော့အင်ဂျီရောကနေပြီးတော့လာလိမ့်မယ်လို့ကျွန်တော်တော့မျှော်လင့်ပါတယ်အဲ့လိုအစီအစဉ်တရားမျိုးပေါ်ပေါက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံကလည်းကိုယ့်အခွင့်အရေးအတွက်အမေရိကန်ပါဝင်ဆွတ်ဖွဲ့လာမှုကိုကျွန်တော်တို့ကြိုးဆိုပြီးတော့ကျွန်တော်တို့အခြေအနေကိုပြောင်းလဲနိုင်အောင်ကြိုးပမ်းရမယ်အလားအလာတွေပေါ်ပေါက်လာနိုင်တယ်လို့ကျွန်တော်ယူဆပါတယ်။ဒါကြောင့်မို့ဒီဝင်ပလွေများရဲ့ကခုံပွဲဟာကြာမှာမဟုတ်ပါဘူး။ဒီရပိုင်းလာပိုင်းလောက်တွင်ပြောင်းလဲတွေဖြစ်လာမယ်လို့မျှော်လင့်ပါတယ်။အဲဒီခါကျလို့ရှိရင်ကျွန်တော်တို့ကမ္ဘာလုံးမဟာဗျူဟာဆိုင်ရာအပြောင်းလဲတွေကျွန်တော်တို့မြင်တွေ့လာကြလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ဟုတ်ကဲ့ဗျာဒါတရုတ်ပြည်အခြေအနေပေါ့နော်ဟိုမင်းအောင်လှိုင်ကြောက်ဆက်ပြောဗျာဆိုတော့အဓိကတော့သူကတော့မအားလုံးနဲ့လက်ဆွဲနှုတ်ဆက်ပြီးတော့ဒီတပ်ဖို့တွေရိုက်ပြီးတော့တင်တာပေါ့ဗျာဆိုတော့ကျွန်တော်အဓိကမေးချင်တာကအဲ့တော့ဒီတရုတ်မြန်မာပေါ့နော်အခုဆွေးနွေးပွဲမှာတရုတ်ဘက်ကဘာတွေပေးမလဲပေါ့ဗျာအကောက်စီကိုမင်းအောင်လှိုင်ရောဘာတွေပေးရမလဲပေါ့ဒီမှာမြစ်ဆိုတန်တော့ပြန်စားမယ်တို့စသဖြင့်တရုတ်စီးပွားရေးအာမခံတယ်လို့ပြောတာအဲ့ဒါနှစ်ဖက်ဘယ်လိုရှိတယ်လို့ပြောလို့ရမလဲ
တရုတ်လူကျင်တာမှန်မြမင်းအောင်လှိုင်ကတော့နော်ဟိုသူမိမအစပြီးမျက်စုံစီမံကိန်းထိအကုန်ပေးဖို့သူကဆုံးဖြတ်ထားပြီးသားပါနော်အကုန်ပေးမှာအဲ့တော့အကုန်ပေးမှာဆိုတော့ဘာတွေလဲကျွန်တော်တို့တောက်ဖြူကျွန်တော်တို့မန္တလေးနော်ကျွန်တော်မိသားလန်းရထားလန်းนี่အဲ့ဒါတွေလုပ်မယ်နောက်ပြီးတော့တောက်ဖြူရင်းနဲ့စိတ်ကန်းနဲ့ပတ်သက်တဲ့နော်စီစဉ်တွေနော်ရန်တော့သဘောတူထားတဲ့ဟာတွေနော်ဒေါ်လာ900 ဘီလီယံလောက်ထိလုံမဲ့ကိစ္စတွေပြန်လုံမှာပေါ့ဗျာနောက်တစ်ခုကတပီလုံးကနေပြီးတော့ဝိုင်းဝန်းကန့်ကွက်ထားတဲ့နော်ဆိုလိုဒီမြစ်ဆုံစီမံကိန်းပြန်ပေါ်မယ်ဆိုတဲ့အခါတော့ပြည်သူလူထုကန့်ကွက်ထားတဲ့ပြည်သူလူထုမထောက်ခံတဲ့ကိစ္စတွေအလုံးဘာဖြစ်ဖြစ်တရုတ်ကလူချင်းနေဆိုရင်သူကအကုန်ပေးဖို့ပါ။ဘာကြောင့်လဲဆိုတော့တရုတ်ရဲ့ယက်တီမှုနဲ့တရုတ်ရဲ့ထောက်ပံ့မှုမရှိလို့ရှင်သူ့စစ်တပ်ပြိုကျသွားမယ်အနေထားသူ့ရာဇပလင်ပြုတ်ကျမယ်နော်အနေထားတွေရင်ဆိုင်ရမယ်အနေထားအောင်မှာဘာမဆိုနော်တရုတ်ရောရုရှားရောခုတဝဲစိကန်းတော်ကျွန်တော်တို့ရုရှားကိုပေးထားသေးတယ်နော်အဲ့တော့အကုန်လုံးပေးမှာပဲအဲ့တော့ကျွန်တော်တိုင်းပြည်ရဲ့သမိုင်းမှာတော့အဆိုးအဆုံးရုပ်ပြက်ဆုံးနော်တိုင်းပြည်ရဲ့ကျွန်တော်တို့ဂုံသိက္ခာကနေပြီးတော့တိုင်းပြည်ရဲ့တယံဇာတတိအားလုံးကိုရောင်းစားဖို့နော်စ조사နေတဲ့စစ်ကောင်စီဆိုရဖြစ်တယ်ဒါကြောင့်မို့ဖြစ်တဲ့နည်းနဲ့ဒီကောင်ကိုစစ်ရေးရအနိုင်တိုက်ဖို့ကအရေးကြီးဆုံးကာလဖြစ်တယ်လို့ကျွန်တော်ကပြောချင်ပါတယ်ခင်ဟုတ်ကဲ့ဆိုတော့ခုနကပြောသလိုပေါ့နော်အလုပ်ကကွက်တဲ့မြစ်ဆိုလည်းပြန်လုပ်မယ်ကျန်တဲ့ဟာတွေလည်းကိုပေးမှာပေါ့ဗျာပြန်ရမှာတော့ကျွန်တော်တို့ခုနစစ်တားကိုကူညီရမယ်နောက် EAO တွေကိုဖိအားပေးမယ်ပေါ့တရုတ်ကဆိုတော့ဒီကြားထဲမှာပဲဟုတ်ကဲ့ဆက်မေးချင်တယ်ဒီကြားထဲမှာပဲဗျာတရုတ်ဖိအားကအလုံးမြင်နေရတာပေါ့နော်လောလောဆယ်ကတော့ဝါအဖွဲ့ကထုတ်ပြောလာတယ်ဗျာသူဒီတအန်းတို့ရှမ်းတို့ကုတ်ကဲတို့မကူညီနိုင်ဘူးဆိုတော့အခုကတရုတ်ကဓာတ်ရိုက်ပေးတာမြေဝါပါဓာတ်ရိုက်တစ်စိတ်ပေးလာတဲ့ခါကျတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲမြို့တော်လိုင်းရုပ်ထိခိုက်မလားပေါ့ဒီ pressure ဒီအရာတွေကတော့ဗျာဆိုတာကလက်နဲ့ခဲရမိကြောက်တွေကတော့သူတို့လည်းနားလဲပါတယ်နော်တရုတ်ကလည်းနားလဲပါတယ်ဝါကူပါဇက်နဲ့တားလို့တော့မရတော့ဘူးနော်ဝါက10%လောက်တော့ထွက်မယ်တော့9%လောက်တရုတ်ကတပြားတပိုးသားမှမထွက်ဘူးသူကတောင်းဆိုထားတာအဲ့ဒါမရတော့ဘူးဆိုတော့သိတဲ့အခါကျတော့ကိုကဝါကိုဖိအားပေးတာဝါဖိအားပေးတယ်ဆိုတာကလည်းတိတ်ပြီးတော့ခက်ခဲရင်းမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ဝါကောင်းဆောင်တွေရဲ့အကျိုးမြတ်တွေအလုံးကပြုတ်ပြည်ထဲမှာရှိတာနော်အဲ့တော့ဝါရဲ့ပိုင်ဆိုင်မှုတွေနော်ဘီလီယံနဲ့ချီတဲ့ပိုင်ဆိုင်မှုတွေအလုံးကပြုတ်ပြည်ထဲမှာရှိတယ်ရှာဟဲမှာရှိတယ်ရွှေလီမှာရှိတယ်အဲ့တော့ကျွန်တော်တို့ဝါအဖွဲ့ UUSC ရဲ့ဥက္ကဋ္ဌပေါ့ချမ်းရဲ့အိမ်ကကျွန်တော်တို့နန်းတော်ပေါ့ဗျာနန်းတော်ကယူနန်ပြည်နယ်မှာရှိတာမဟုတ်ပါဘူးရှန်ဟဲမှာတိရှိပါတယ်တန်းနဲ့ကြည်တန်းနော်အလားတူကျွန်တော်တို့ UUSC ရဲ့စီဦးစီးချုပ်နော်သူ့အတွက်လဲယူနန်ပြည်နယ်မှာကုန်တိုက်ကြီးတစ်တိုက်အနီးပေးထားတာနော်အဲ့ဒါကြောင့်လဲသူတို့ကနော်သူတို့ကဒီတရုတ်ကိုမလွန်ဆန်နိုင်တာအဲ့ဒါကြောင့်အဲ့ဒါဒီကောက်ကင်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီဝါကောင်းဆောင်တွေလည်းဘာမှမတတ်နိုင်တော့ပါအဲ့တော့ဝါကောင်းဆောင်တွေကတရုတ်လိုကြနော်နောက်ဥရောပအဖွဲ့အစည်းတွေနဲ့ပတ်သက်နေတဲ့ NUG နဲ့မပတ်သက်ဘူးမပေါင်းသင်းဘူးနော်အဲ့ဒီသဘောထားတွေပေါ်ပြခဲ့တယ်နောက်ပြီးတော့ဒီနွေဦးတော်စစ်ပွဲမှာဂျားနေတယ်လို့ပေါ်ပြတယ်ဒါပေမဲ့လက်တွေကတော့ UUSC ကပဲအခုဒီအင်အားစုတွေအားလုံးကိုလက်နက်တပ်ဆင်မှုနဲ့ကျွန်တော်တို့ခဲယမ်းမီကျောက်ဆိုင်ရာပြဿနာတွေအားလုံးရဲ့ကျွန်တော်တို့ပွဲစားကြီးဖြစ်နေတာအားလုံးကသိတရုတ်ကလည်းသိအဲ့တော့တရုတ်ကတော့မင်းတို့လုံးဝအဲ့ဒီကိစ္စတွေမလုပ်အောင်ငါဘာလို့ရင်ကောင်းမလဲဆိုတော့နောက်ဆုံးမင်းတို့ပိုင်နဲ့အဲ့ဒီ UUSC ခေါင်းဆောင်တွေပိုင်ဆိုင်မှုတွေပါဒီနေ့သိမ်းလိုက်တဲ့အခါဇလန်ပြီးသွားတာ
နော်အဲ့တော့ချင်းတွေကဘာလဲဆိုချင်းတွေကစီးချိန်ဝင်ညာဒီတိုင်းဆိုရင်စောင်းတော့ဆိုလိုတာကျွန်တော်တို့ဒေါ်လာရေးတပ်ဖွဲ့တွေအတွက်လက်နဲ့ရိတ်ခါကျွန်တော်တို့ခဲအမိကြောက်ကြည်တော်မြင့်တက်အဲ့ဒီခါကျကျွန်တော်တို့ဘာလုပ်မှာကျွန်တော်တို့အခုအားလုံးကနယူးဒေါ်လာရဲ့ကံကြမ္မာနဲ့ပတ်သက်လို့နော်ဆုံးဖြတ်ပေးမယ့်အချိန်ကိုရောက်တရုတ်ကအခုလာရှိုးတယ်မကဘူးနော်ကျွန်တော်မူဆယ်အထိသူ့ရဲ့စီးပွားရေးလမ်းကြောင်းပြန်ပြီးတော့ဖွင့်ဖို့အတွက်ရှမ်းမြောက်မှာရှိနေတဲ့အင်အားစုတွေ MND ရော DNL ရောအကုန်လုံးကိုဖျားပေးမှာဖျားမျိုးစုံပေးမှာနော်အဲ့တော့အဲ့ဒီအဖွဲ့တွေရဲ့အားနည်းချက်ကြောင့်မဟုတ်ပါဘူးနော်အဲ့ဒီအဖွဲ့တွေနဲ့ပတ်သက်ပြီးတော့တရုတ်ရဲ့ဖျားပေးမှုကြောင့်အဲ့ဒါလူတွေဖြစ်လာတဲ့အခြေအနေမှာကျွန်တော်တို့ကလည်းတပီလုံးနဲ့ပတ်သက်တဲ့မဟာဗျူဟာဆိုင်ရာနော်မဟာဗျူဟာဆိုင်ရာအကြောင်းတွေကျွန်တော်တို့လှုပ်ဖို့စဉ်းစားဖို့လိုလားအဲ့လိုမစဉ်းစားဘူးဆိုလို့ရှိရင်ကျွန်တော်တို့နယူးဒေါ်လာကြီးကကျွန်တော်တို့နောက်ဆုံးသွားနိုင်တယ်ပြိုကွဲသွားနိုင်တယ်အခြေအနေအဆင့်ထိရောက်ရှိသွားနိုင်တယ်အဲ့လိုရောက်ရှိအောင်လဲဒီတရုတ်ကပြားပေးလိမ့်လုပ်လိမ့်မယ်ဆိုတာကျွန်တော်လုံးဝနော်ယုံကြည်ပါတယ်အဲ့ဒီအတိုင်းတရုတ်ကလုပ်အဲ့တော့သူကကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာနဲ့ကျွန်တော်ခြီးပြီးတော့လုပ်တဲ့ကကျွန်တော်တို့ကလည်းမဟာဗျူဟာဆိုင်ရာကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာချင်းကပ်နီမျိုးတီအဆင့်မြင့်တင်ပြီးစဉ်းစားကြဖို့လိုလာပြီလို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ဒါတရုတ်နဲ့ဝါးနေတစ်စစ်ပြီးတော့နော်ဒါပေမဲ့ဆရာထူးတာလေဒီ UWSA ကခေါ်ပြောတဲ့ထက်မှာသူတို့ကျွန်တော်ဘယ်လိုခေါ်လဲပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညီနိုင်ရေးကော်မတီလား FPNCC မှာအဖွဲ့ဝင်ဖြစ်တဲ့ KIA နဲ့ AA မပါဘူးလေအဲ့ဒါကြတော့ဘယ်လိုထူးခြားတဲ့ထင်အမှန်ကတော့နော် FPNCC ဆိုတဲ့ကိစ္စကနော်ဝါခေါင်းဆောင်မဟုတ်ပါဘူးဒီလှုပ်ရှားမှုလုပ်ဖို့က KIA ကခေါင်းဆောင်ပြီးတော့တင်ပြခဲ့တာဒါပေမဲ့တကယ်တမ်းအစည်းအဝေးလုပ်တဲ့အခါကျတော့ဝါကပေါက်ယူချမ်းကသူတို့ဥက္ကဋ္ဌလုပ်မယ်ဆိုပြီးတော့ဝင်ဆုံးဖြတ်လိုက်တဲ့အတွက် KIA ကနောက်တစ်ဆင့်ဆုတ်နေခဲ့တာတကယ်ကတော့ KIA ကနော်ပြုတ်ရင်ဝင်ထဲမှာရှိနေတဲ့အဖွဲ့အစည်းမဟုတ်ပါဘူးသူကသူ့မူနဲ့သူရပ်တည်လာခဲ့တဲ့အဖွဲ့အစည်းပါAA ကလည်းသူ့မူနဲ့သူရပ်တည်နိုင်တဲ့အခြေအနေခွင့်လန်းနေရှိတယ်အဲ့လိုအခြေအနေမှာနော်အခုကUWSA ကဝင်ပြီးတော့ခေါင်းဆောင်လုပ်တာပေါ့ဗျခေါင်းဆောင်လုပ်တော့လေသူနာမှာရှိနေတဲ့ MNDAA တို့နော်NDAA တို့နောက်ပြီးတော့ TNLA တို့အဲ့ဓာတွေပါနောက်ပြီးတော့ SSA ပေါ့ဗျတရုတ်ဒီဝါရဲ့အစီအစဉ်အောက်မှာလိုက်ပါလာကြတာပေါ့အဲ့တော့နိုင်ငံရေးအရာခေါင်းဆောင်မှုကတော့ဝါကဗမာပြည်တွင်းမှာမပေးနိုင်ပါဘူးပေးစရာလည်းအကြောင်းမရှိပါဘူးသူကတရုတ်နဲ့ပတ်သက်တဲ့ကိစ္စမှာသာသူကကိုယ်စားလှယ်အနေနဲ့ရက်ခံနေတာတကယ်ကနော်ဗမာပြည်တော်လှန်ရေးသမိုင်းမှာ1960ခုနှစ်ကလေးကနော်ကျွန်တော်တို့ရက်တီလာခဲ့တာ KIA ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ဒီဟာကိုဘာကြောင့်ပြောတာလဲလို့ဆိုတော့အခုကຫນွေဥတော်လှန်ရေးအတွက်အဓိကနော်ကျွန်တော်တို့ကြည်စံတဲ့လက်နက်တွေထောက်ပံ့ရောင်းဝယ်နေတာကဒီဝါအဖွဲ့ဖြစ်တဲ့အတွက်ဝါအဖွဲ့ကိုဒီနေ့ဦးစားပေးနေတာနိုင်ငံရေးအစဉ်လာနဲ့ရပ်တည်မှုတပီလုံးမှာရှိနေတဲ့နော်တိုင်းသားတွေအလုံးနဲ့ပေါင်းစပ်ပြီးတော့လုတ်ကင်လာတဲ့သမိုင်းအစဉ်လာရှိတာ KIA ဖြစ်ပါတယ်အဲ့တော့ KIA နဲ့ဝါအဖွဲ့နဲ့အနေထားမတူပါဘူးဝါအဖွဲ့ကတော့တရုတ်လိုလားတဲ့တရုတ်ကြီးစီးပွားကိုအကောင့်ထဲပေါ်ရင်းနဲ့သူကအဲ့ဒီတရုတ်နယ်စပ်မှာရှိနေတဲ့အကျိုးစီးပွားတွေပေါ်မှာမူတည်ပြီးတော့သူကကြီးဝါချမ်းသာလာတာပါနော်ကြီးဝါချမ်းသာလာတာပါဆိုတော့နော်အဲ့ဒီမှာအခု online ကစားဝိုင်းနေရှိတယ်နောက်တစ်ခုကကျွန်တော်တို့မိုင်းလာမှာဆိုလို့ရှိရင်ကျွန်တော်တို့ခုနလောင်ကစားဝိုင်းနေရနော်မြို့တစ်မြို့လူသီးသန့်မြို့တစ်မြို့လူတောင်တည်ထားတဲ့အနေထားရှိပါဝါမှာလည်းရှိပါတယ်နော်အဲ့ဒီလုပ်ငန်းတွေသူတို့ကလိုရင်းနဲ့တရုတ်နဲ့ပူးပေါင်းပြီးတော့သူတို့ဩဇာအာဏာထူထောင်နေတာ KIA ကိုတွားပြီးတော့ကျွန်တော်တို့
ဝါဖွဲ့ပေါ်လို့တယ်လို့မရပါဘာလို့လဲဆိုတော့ KIA မှာကသူ့ရဲ့အမျိုးသားရေးရလုပ်ငန်းစဉ်ကိုထောက်ခံတဲ့ပြည်သူလူထုနောက်တရားဇာတမျိုးစုံအခုကျွန်တော်တို့မြေရှားသတ္ထုတောင်ပါလာနော်မြေရှားသတ္ထုနောက်ပြီးတော့တရုတ်ကသိတ်လိုချင်တဲ့ကြောက်စိမ့်အကုန်လုံးပြည့်စုံရှိတယ်တရုတ်နဲ့အဆင်ပြေအောင်သူဆက်ဆံနေတာဘာကြောင့်လဲဆိုလို့ချင်းလက်နဲ့ခရိုင်မိကြောက်ရနေလို့တရုတ်နဲ့လိုအဆင်ပြေတော့တရုတ်ကလည်းဆက်ပြီးကန့်သတ်မှုတွေလုပ်လာမယ်ဆိုလို့ရှိရင် KIA ကလည်းသူ့ရဲ့ဆက်ဆံရေးနဲ့စဉ်းစားရေးကိုပြောင်းအောင်မှာဖြစ်ပါတယ်တကယ်ကြတော့ကချင်ပြည်သူလူထုဆိုတာကကျွန်တော်တို့ခရစ်ယာန်ဘာသာဝင်တွေနော်အနောက်တိုင်းနဲ့တစ်သက်လုံးဆက်ဆံလာခဲ့တဲ့အဖွဲ့အစည်းတွေပြောရလို့ရှိရင် KIA ခေါင်းဆောင်တွေကနော်ဗိုလ်ချုပ်ကွန်မော်တို့ဘာလို့ဆိုရင်အမေရိကန်နိုင်ငံနဲ့နော်ကျွန်တော်တို့ဒိုးရပေါ်သွားလာနေတဲ့လူအဲ့တော့ဒီနေ့ပြန်စဉ်းစားရမှာကခုနမဟာဗျူဟာစဉ်းစားနည်းအတိုင်းပဲကျွန်တော်တို့ကတရုတ်ကိုကောင်တာလုပ်ဖို့အတွက်နော်အမေရိကန်နဲ့အနောက်ဥရောပအင်အားစုတွေကိုကျွန်တော်တို့နှွေဦးတော်လုံးရေးတဲ့ကိုဆွဲသွင်းတဲ့အလုပ်တွေနော်ခုထက်တန်တက်ကြွဝိုင်းဝန်းလုပ်ကြဖို့လိုနေနော်Trump ကိုကျွန်တော်တို့အခွန်ကိစ္စလောက်ကကိုအကြောင်းပြုပြီးတော့နော်ဒီလိုဝန်ပလေတွေစူးစီးခွင့်ပေးတဲ့အခွင့်အလမ်းမျိုးကို Trump ဆက်ပြီးမလုပ်အောင်အဲ့ဒီကောင်တွေကိုပြန်ပြီးတော့ပညာပေးအောင်အုပ်စုကွဲအောင်ကျွန်တော်တို့တပီလုံးမဟာဗျူဟာချပြီးတော့ကြိုးစားကျွန်တော်အမြင်ကတော့အဲ့ဒါဖြစ်တယ်အဲ့လိုလုပ်ဖို့ဘာတွေလုပ်အောင်ပထမဦးဆုံးတစ်ချက်ကတိုင်းရင်းသားတွေရဲ့ပြည်နယ်တွင်းကျွန်တော်တို့စစ်ကောင်စီကင်းစင်ရေးဆိုတာနော်အတော်ဒိဗယ်မရှိတဲ့အလုပ်ပါပြည်နယ်တိုင်းမှာတိုင်းရင်းသားတွေက80%လောက်သိမ့်ပြီးပါနော် KIA မှာကချင်မှာကျွန်တော်တို့မြစ်ကြီးနားနဲ့ဗမော်ပဲကြံတော့နော်ချင်းမှာလည်းအဲ့ဒီတိုင်းပဲနော်အေးမှာလည်းကျွန်တော်တို့ရခိုင်မှာလည်းကျွန်တော်တို့ခုပြောရလို့ရှိရင်တော့ကျွန်တော်စစ်တွေနဲ့ကြောက်ဖြူပဲကြံအဲ့တော့ခုချိန်ကကျွန်တော်ပြောချင်တဲ့အချိန်တွေကတကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာနဲ့ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်တိုင်းရင်းသားတွေအနေနဲ့ကိုယ့်ပြည်နယ်အတွင်းမှာနောက်ဆုံးကြန့်ရှိနေတဲ့စစ်ကောင်စီလုံးဝကင်းစင်ရေးဆိုတဲ့ကိစ္စတဲ့ပိုပြီးအရေးကြီးတဲ့ပြဿနာကိုရင်ဆိုင်ရတော့မှာအဲ့ဒီပြဿနာရင်ဆိုင်မှုအတွက်ခုမဟာဗျူဟာအမှားတစ်ခုကပါလေကိုယ့်ပြည်နယ်ကိုကာကွယ်ရေးအဲ့ဒါအောင်မြင်မှာမဟုတ်ဘူးပြည်နယ်ပေါင်းစုံကျွန်တော်တို့ကပေါင်းစည်းပြီးတော့ကျွန်တော်တို့အထွေထိုးစစ်တက်ကို ERO တွေဆင်နွှဲဖို့လိုတယ်ပြောချင်တဲ့အဓိပ္ပာယ်ကကျွန်တော်တို့ဒီကနေပြီးတော့ဒီကျွန်တော်တို့ဗမော်တိုက်ပွဲကိုကျွန်တော်တို့အဆုံးသတ်နိုင်မှုအတွက်ရခိုင်ရဲဘော်တွေဝိုင်းဝန်းကြိုးပမ်းပေးကြပါလို့ဘုရားထွန်းမြတ်နိုင်ပြောနေတာဟာလွဲနေတယ်လို့ထင်တယ်တကယ်ကဘုရားထွန်းမြတ်နိုင်ရဲ့ရခိုင်ပြည်နယ်မှာရှိနေတဲ့စစ်တွေနဲ့ကျွန်တော်တို့ကြောက်ဖြူကိုအပိုင်သိမ်းနိုင်မှုအတွက် KIA ကကူညီရမယ့်အခြေအနေချင်းကကူညီရမယ့်အခြေအနေဖြစ်တယ်လို့ကျွန်တော်ယူဆပါတယ်။ဘာကြောင့်လဲဆိုတော့ဗမော်ရောမြစ်ကြီးနားရောကုန်းတွင်းပိုင်းဒေသတွေစစ်တွေနဲ့ကြောက်ဖြူရဲ့ရေးပါမှုကဘာလဲဒီတုတ်ကကျွန်တော်တို့မဲအောင်လိုင်းကိုအကူနေတာသူ့အကျိုးစီးပွားတွေကာကွယ်ပေးနိုင်တယ်ဆိုလို့ထင်လို့အဲ့တော့သူ့အကျိုးစီးပွားတွေကာကွယ်မပေးနိုင်ဘူးဆိုတာကိုသိအောင်ကျွန်တော်တို့ကကြောက်ဖြူအပြီးပြသိမ်းနိုင်မှုလိုပါတယ်အလားတူစစ်တွေကိုအပြီးပြသိမ်းနိုင်လို့ရှိရင်ကလဒန်မြို့ဝစီမံကိန်းကိုကျွန်တော်ပြန်ပေါ်နေဆိုလိုတာကမိုဒီအနေနဲ့သူ့အရှိဘက်မှာထွက်ပေါက်လိုချင်လို့ရှိရင်ကျွန်တော်တို့ကလဒန်စီမံကိန်းပေါ်အဲ့တော့စစ်တွေနဲ့တောက်ဖြူမြို့သိမ်းတိုက်ပွဲကို ERO တွေဝိုင်းဝန်းအားပေးပြီးတော့
ဝိုင်းဝန်းတိုက်ခိုက်ကြမယ်ဆိုရင်မဟာဗျူဟာအနေထားပြောင်းသွားနိုင်ပါလိမ့်နော်တရုတ်ကိုလည်းမင်းကနော်ပါရရင်ငါတို့ကနားကြိုင်မှာပဲဆိုတဲ့သဘောထားပြန်ပြီးဖော်ပြဖို့လိုလာပါဒါဟာရခိုင်ပြည်ရဲ့ကံကြမ္မာမို့ဗမာပြည်တပြည်လုံးရဲ့ကံကြမ္မာနဲ့ဆိုင်နေတဲ့အခြေအနေပါအဲ့ဒါကြောင့်မဟာဗျူဟာအပြောင်းလဲဟာကမ္ဘာနဲ့ချီပြီးစဉ်းစားကျွန်တော်တို့အမေရိကန်နဲ့အနောက်ဥရောပအင်အားစုတွေအကူအညီပေးလာမယ်နီလန်းမျိုးစုံကျွန်တော်တို့ရှာဖွေရမယ်တစ်ချိန်တည်းမှာကျွန်တော်တို့ပြည်နယ်တစ်ခုချင်းအတွင်းမှာကျွန်တော်တို့ဒီပြည်နယ်တစ်ခုချင်းအတွင်းမှာစစ်ကောင်စီကင်းစင်ရေးဆိုတာလေပြည်နယ်အလုံးစုပေါင်းပြီးတော့အရေးပါတဲ့ပြည်နယ်တစ်ခုအတွင်းမှာစစ်ကောင်စီပြုတ်သွားအောင်ကျွန်တော်တို့လုပ်ဖို့ရခိုင်နေနဲ့ဆိုလို့ရှိရင်လည်းမောင်လူနေရာမျိုးကျွန်တော်ကမတိုက်လေရပါတယ်ပင်လေတဲ့ရှိတာဒါပေမဲ့တောက်ဖြူနဲ့စစ်တွေကတော့တောက်ဖြူကတုတ်ရဲ့အသေးနှလုံးကိုကျွန်တော်တို့ကင်ဆုံးနိုင်တာဖြစ်တယ်လို့စစ်တွေကကလတာမြေဝမ်းကိုကျွန်တော်တို့အဲ့လိုမဟာဗျူဟာအပြောင်းလဲတွေကိုကျွန်တော်တို့တိုင်းသားတွေမလုပ်နိုင်လို့ရှိရင်ကျွန်တော်ຫນွေဥတော်လန်ကြီးဟာနော်တဖြည်းဖြည်းနဲ့လုံမပါလိမ့်မယ်လို့ကျွန်တော်တော့သတိပေးချင်ပါတယ်ဟုတ်ကဲ့အခုကတော့ကျွန်တော်တို့အခုရက်ပိုင်းမှာကြားရတဲ့သတင်းအရာပေါ့နော်ဆိုလိုတာကတော့စစ်တပ်ကိုလို့ပြန်ထုတ်တော့အခုရွေးကောက်ပွဲအကြိုမှာဒါပေမဲ့အခုမနေ့တနေ့ပဲကြားတဲ့သတင်းရဆိုကျွန်တော်တို့အေကတော့အခြေအနေကောင်းတာပေါ့ကျွန်တော်ညောင်ကျိုးကနေပြန်ထုတ်တာဒီဘက်စခန်းတွေပါပြန်ရတယ်ပြောတယ်ကျွန်တော်ကပ္ပစ6နာရီထိရောက်လာတယ်ပေါ့အေဖဲကတော့ထူးခြားတာပေါ့ဒါပေမဲ့ဆရာတစုံလို့ကျွန်တော်ချုပ်ပြီးတော့မေးချင်လို့ကင်ယူကတော့ဒီမှာသူလည်းသူနဲ့ဒေတာပေါ့နော်ဒီဒေါနာတောက်မှာတိုက်ပွဲတွေရှိတယ်KNDF လည်းပြန်တိုက်နေအင်ယူဂျီကလည်းဟိုတွေဖွဲ့တယ်ပေါ့ဗျာအထူးစစ်ကြောင်းလေးပါတွေဖွဲ့တယ်ဆိုတော့ခုနကရွေးကောက်ပွဲနဲ့ဆင်ပြီးတော့ကျွန်တော်တို့ပြောလိုက်မယ်ဆိုရင်ရွေးကောက်ပွဲအကြိုပြေစစ်ကောင်စီကခုနကဗျာနောက်ချိုတို့ကျွန်တော်အရင်ပြောရင်နောက်ချိုမှုပြဲသေးသွားတယ်အခုနေရာတော်များထိုးတယ်တစ်ဖက်လည်းနိုင်ငံရေးရရွေးကောက်ပွဲလုံးမယ်ဆိုတော့အခြေအနေကဒီစစ်ကောင်စီကနိုင်ငံရေးရောစီးရောထိုးစစ်ရောက်သွားပြီးတော့ကျွန်တော်တော်လိုင်းအင်အားစုတွေကခံစစ်ဖက်ရောက်သွားတယ်လို့တချို့ကမြင်ကြတယ်ဆရာအဲ့ဒီပုံမှာအမြင်နဲ့နောက်အားလုံးအပိစကားပေါ့ဒီကိုပြောပြပါဗျာပေါ်ရဲတာတကယ်ချင်နေမှာပဲကျွန်တော်တော့အဲ့ဒီတဲ့တောင်ကြော်ပြီးတော့ပြောလိုက်သေးတယ်ခံစစ်ချင်နေမဟုတ်ဘူးနော်ຫນွေဦးတော်လန်ကြီးဆုံးရှုံးသွားနိုင်တဲ့အခြေအနေနဲ့ပါရင်ဆိုင်နေရဒါကြောင့်မို့ဒီကိစ္စကိုပေါ်တန်မစဉ်းစားကြပါနော်တနိုင်ငံလုံးနဲ့ခြီးပြီးတော့ကမ္ဘာလုံးနဲ့ခြီးတဲ့မဟာဗျူဟာအထိကျွန်တော်တို့ကြဲကြဲပြန့်ပြန့်စဉ်းစားပြီးတော့တိုက်ပွဲဝင်သွားကြပါလို့ကျွန်တော်ကတော့တိုက်တွန်းနေတာဒါကြောင့်မို့ကချင်ကကျွန်တော်တို့ KIA ကဗမော်နဲ့မြကြီးနားသိမ်းမှုကရင်ကြည့်ဘူးအရေးကြီးတာကစစ်တွေနဲ့ကျွန်တော်တို့ကြောက်ဖြူသိမ်းနိုင်မှုအရေးကြီးတယ်အဲ့ဒါမှနိုင်ငံတကာမဟာဗျူဟာအရာကင်လှုပ်တာပါလှုပ်နေနောက်ပြီးတော့ပြည်တွင်းမှာရှိနေတဲ့ຫນွေဥတော်လန်ရဲ့အကျိုးသက်ရောက်မှုတွေလည်းပြောင်းပြန်ဖြစ်သွားတယ်နော်ပြည်တွင်းမှာနော်ဒီကောင်တွေကနော်သူတို့ရဲ့ပြုတ်ရဲ့အကျိုးစီးပွားကိုသူတို့ကာကွယ်ပေးနေတာအဲ့ဒါကြောင့်အဲ့ဒါကိုအကြောင်းပြုပြီးတော့ကျွန်တော်တို့တိုင်းပြည်ကNUG လို့ပေါ့ဗျာစင်ပြိုင်ဆိုးရလို့ဘာလို့လုပ်နေတဲ့ခွဲစည်းရလဲတရုတ်ကိုပါးရဲ့နိုင်လုပ်နေတဲ့ policy နဲ့တော့ကျွန်တော်တို့သွားလို့မဖြစ်တော့တင်းမာတဲ့နော်စံပေးမှစီရမယ်မင်းကပါးရင်ငါနားကြိုက်မယ်ဆိုရယ်သဘောထားမျိုးတိကျွန်တော်တို့စိုက်ထူလာဖို့လိုတယ်အဲ့လိုပြင်းထန်တဲ့သဘောထားနဲ့ကျွန်တော်တို့စန့်ကျင်မှာတရုတ်ကကျွန်တော်တို့အင်အားစုတွေကိုအလေးထားလာမှာဖြစ်တယ်ဒါမှမဟုတ်အဲ့ဒီသဘောထားကိုကျွန်တော်တို့ကပြတ်သားသားကောင်းထဲပေါ်ပြီးတော့လူတို့ကလည်းပြတ်သားသားအဲ့ဒီလိုဆက်လက်ပြီးတော့တရုတ်ကြီးကျိုးစီးပွားတွေကိုတောက်ဖြူတိုက်တာနဲ့အတူကျွန်တော်တို့နေရာသီးသီးကနေပြီးတော့တိုက်ပွဲဝင်သွားဖို့လိုအပ်တဲ့အချိန်ရောက်ပြီလို့ကျွန်တော်ပြောချင်တယ်ဟုတ်ကဲ့ဗျဟုတ်ကဲ့ကျေးဇူးတင်ပါဗျာကျွန်တော်စီးနိုင်ငံရေးဘက်တော့ဒါဆိုနေကျေးဇူးတင်ပါ